ပိုင်းအောင်ကပြရိုက်ရန်အခက်အခဲဖြစ်သူများစည်ရင်ပေးလို့ရပါပြီမင်္ဂလာပါခင်ဗျာဟုတ်ကဲ့ကျွန်တော်တို့ပိုင်းအောင်ကရိုက်ရန်အခက်အခဲဖြစ်သူတွေအတွက်ကျွန်တော်တို့ရှိမှာစည်ရင်ပေးလို့ရပါပြီဘာတွေလိုအပ်လဲဆိုတော့ဒီဘိုင်အနုမဘောပါမင်းစာရွက်နဲ့ဒီကိုကြီးပေါင်းစာ1000တန်လေးရှိလာနဲ့ပိုင်းအောင်ကရိုက်လို့ရပါပြီဟုတ်ကဲ့ပါဘန်ကောက်မြို့နယ်အနီးတစ်ဝိုက်အတွက်ပိုင်းအောင်ကရိုက်ရှင်တဲ့သူတွေပေါ့နော်တတိမရှိလဲရပါတယ်ဒီစာရွက်2ရွက်ရှိပြီဆိုရင်အစီပြေးပါတယ်ပကံစာရွက်မရှိလဲရပါတယ်ဒီငွေချေပေါင်းစာ1000တန်စာရွက်1ရွက်ဒီဘိုင်အနုမ1ရွက်ပို့ပေးုံနဲ့ပိုင်းအောင်ကရိုက်လို့ရပါတယ်အဲ့ဒါလေးကိုအသိပေးခြင်းပါတယ်လိုအပ်တဲ့သူများဆက်သွယ်လာပါချက်ပေါက်ကနေဆက်သွယ်လာလို့လည်းရပါတယ်ကျွန်တော်ရဲ့ FE link လေးကိုတော့ကျွန်တော်ရဲ့ဟိုမှာဒီ TikTok account ရဲ့အောက်မှာကျွန်တော်ထည့်ထားပေးတယ်အဲ့ဒီကနေ Messenger ကနေပို့လာလည်းရပါတယ်ခင်ဗျာအားလုံးပဲကိုယ်စိတ်နှလုံးအေးချမ်းကြပါစေကျွန်တော်ပို့ဝင်ပါခင်ဗျာဟုတ်ကဲ့ပါ